ကျမတို့လူတိုင်းအောင်မြင်နိုင်တယ်အောင်မြင်ဖို့လဲခွင့်အလန်းနေရှိကြတယ်ဒါပေမဲ့အဲ့ထဲမှာကျမတို့ကကိုအောင်မြင်ဖို့အတွက်ကိုပြန်ပြီးဖြည့်ဆည်းနေတဲ့အကြောင်းတရား၃ချက်ကလေးကိုကျမဒီနေ့မျှဝေပေးခြင်းနဲ့အဲ့ဒါကဘာလဲဆိုရင်ကျမတို့တွေတက်ကြွမှုအားနေတာကိုလောက်တဲ့အလုပ်ပေါ်မှာကျမတို့ကတက်ကြွမှုအားနေတယ်ပြင်းပြတဲ့စိတ်ခံစားမှုရှိဖို့အရန်ကိုလိုအပ်တယ်ပြီးဆိုရင်ကျမတို့ကအရာအလုံးကိုလုတ်တက်အောင်လုပ်မယ်လုတ်တက်အောင်စူးစမ်းမယ်ဆိုတဲ့စိတ်မျိုးလေးတွေကျမတို့ရှိဖို့လိုအပ်တာပေါ့နော်နံပါတ်1အချက်တာဝန်ယူမှုအားနေတာကိုလောက်တဲ့အလုပ်အပေါ်မှာကျမတို့တွေကတာဝန်ယူမှုတာဝန်ခံမှုဆိုတာလေးတွေရှိတယ်အဲ့ဒီအပိုင်းမှာကိုတာဝန်ယူနိုင်တဲ့အကန့်ပိုင်းကနေအပြည့်အဝတာဝန်ယူပေးလိုက်ပါဒါဆိုရင်ကျမတို့တွေကအောင်မြင်မှုနဲ့ပို့ပြီးနီးစပ်လာနိုင်နံပါတ်3အချက်ကျမတို့တွေကပန်းတိုင်မရှိတာပေါ့အဓိကပန်းတိုင်မရှိဘူးအိမ်မက်မရှိဘူးကိုဘာဖြစ်ချင်တာလဲဆိုတာကိုမသိဘူးဒါဆိုရင်တော့ကျမတို့တွေကအောင်မြင်မှုနဲ့ဝေးကွာနေတတ်တာပေါ့နော်ဒါကြောင့်ဒီ3ချက်ကလေးပေါ်ကနေပြီးတော့မှအတွေ့အလေးတစ်ခုရရှိလိုက်မယ်ဆိုရင်တော့follow လေးလုပ်ပြီးတော့မှ share ပေးခဲ့ပါအောင်เนาะကျမကတော့အမျိုးသမီးတွေရဲ့နေ့စဉ်လူနေမှုဘဝတွေကိုစိတ်သက်ခွန်အားလေးပြောကြားပေးနေတဲ့ဟာပါဝါချိုစင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်